နေ့စဉ်စားတောက်နေတဲ့အစားတောက်တွေကသုံးပုံတစ်ပုံကပြားလေးတွေကြောင့်ရရှိတယ်ဆိုတာကိုသင်သိပါသလားဒီသိငယ်တဲ့တတော်ဝါလေးတွေကပြားရီထုတ်ပေးုံနဲ့မကဘဲနဲ့ကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်တည်တံ့မှုအတွက်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါသေးတယ်ပြားလေးတွေရဲ့အဓိကအလုပ်ကဝတ်မုံကူးပေးခြင်းဖြစ်ပါတယ်သူတို့ကပန်းတပွင့်ကနေတပွင့်စီပြန်တန်းရင်းနဲ့ဝတ်မုံတွေကိုတည်ဆောင်ပေးကြပါတယ်ပန်းဒီကော်ဖီစတော်ဘယ်ရီနဲ့ခရမ်းညင်သီးစတဲ့အသီးနဲ့အမျိုးပေါင်းများစွာကပြားတွေရဲ့အကူအညီမပါဘဲနဲ့အသီးမသီးနိုင်ပါဘူးပြားတွေကစိုက်ပျိုးရေးတွေမဟုတ်ဘဲနဲ့တောရိုင်းအပင်တွေကိုလည်းမျိုးပွားနိုင်အောင်ကူညီပေးနိုင်ပါသေးတယ်ဒီအပင်တွေကနေပြီးတော့တဆင်တောရိုင်းတလိပ်ဆန်တွေအတွက်အစားအစာနဲ့ခိုလုံရာတွေကိုရရှိစေတာပါပြားတွေရှိနေခြင်းကဂေယစနစ်ထဲကတက်ရှိမျိုးကွဲတွေအားလုံးတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ရှင်သန်နိုင်အောင်အထောက်ပံ့ပေးနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာရာသီဥတုပြောင်းလဲမှုနဲ့ပိုးသက်ဆေးအလွန်အကျွံသုံးစွဲမှုတွေကြောင့်ပြားကောင်ကြီးကတိတိတတ်တာကျော်နေလာပါတယ်ကျွန်တော်တို့ဘာလုပ်ပေးနိုင်မလဲဆိုရင်တော့အိမ်မှာပန်းမင်လေးတွေစိုက်ပျိုးပေးတာပိုးသက်ဆေးသုံးစွဲမှုကိုလျှော့ချရာကနေစပြီးတော့ပြားကလေးတွေကိုကယ်တင်နိုင်ပါတယ်ပြားကလေးတွေကိုကယ်တင်ခြင်းကကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကိုကယ်တင်ခြင်းပဲဖြစ်ပါတယ်